အားလုံးပဲမင်္ဂလာပါဆိုတော့ဒီနေ့မှာကကျွန်တော်တို့တနင်္ဂနွေနေ့ပေါ့နော်တနင်္ဂနွေနေ့ညနေမနေ့ပြန်ဆိုလို့ရှိရင်တနင်္လာနေ့ပိတ်ရမရှိတဲ့ပွဲပေါ့နော်ဒီ3ပတ်စာထဲမှာပိတ်ရမရှိတဲ့ပွဲရဲ့နောက်ဆုံးပွဲပေါ့နော်ပြီးရင်နောက်တစ်ပတ်မှာကျွန်တော်တို့ပိတ်ရ2ရက်ရှိတယ်ပြီးရင်ပိတ်ရမရှိတဲ့10ပွဲလား9ပွဲလားမသိဘူးဇက်တိုက်ပေါ့နော်ဆို10ပွဲ9ပွဲဇက်တိုက်ကိုနည်းနည်းကျွန်တော်တို့အလုပ်လုပ်ကြမယ်ပြီးခဲ့တဲ့တစ်ပတ်မှာကတော့ကျွန်တော်တို့နော်ကနန်းဒီကမျိုးစုံကျိုးခုံပြီးတော့ကျွန်တော်တို့ကပညာတွေပြသွားတဲ့အခါကျတော့အခုဒီမှာလိုမျိုးပေါ့နော်ဇက်1 4 4 3နော်3ကကျွန်တော်တို့ဒီမှာ3ဘယ်နှလုံးလဲ3 5လုံးနော်ခွန်5လုံးနော်အဲ့ဒီလိုမျိုးကြီးထွက်သွားတဲ့အခါကျတော့ကျွန်တော်တို့4ကလည်း3လုံးပေါ့နော်ဆိုတော့ကနန်းတွေကလည်းပျောက်သွားတဲ့အခါကျတော့ကျွန်တော်မိတ်ဆွေနေနေတာနည်းနည်းတော့ခက်ခဲခဲ့မယ်ပေါ့နော်ဆိုတော့စုမွန်တူရီရဲ့ကတ်တီထဲမှာလေအခွေတွေပဲထွက်လိုက်တယ်ပေါ့နော်ဆိုတော့ကတ်တီကအစားပြန်ပြီးတဲ့ကတ်တီတော့လေသူပေးပါတယ်ပေါ့နော်ဆိုတော့အခွေကတော့3ခွေထုတ်ခဲ့တယ်ပေါ့နော်3ခွေထုတ်ခဲ့တယ်ဆိုတော့2ခွေကတော့မှန်ခဲ့တယ်ဆိုတော့3ကတ်လုံးအားပေးတဲ့ကိုမရီကတော့တစ်ခုမဟုတ်တစ်ခုနဲ့တော့ကာမိပါပေါ့နော်ဆိုတော့ဒီလိုအပတ်မျိုးကြတော့ကျွန်တော်လည်းမတက်နိုင်ဘူးပေါ့နော်တကယ်ဆရာကြီးတွေကတော့ဒီလိုအပတ်မျိုးတွေမှာလေနည်းနည်းအဆင်ပြေတယ်ပေါ့နော်ဒါတော့တဘာနဲ့ဆိုင်ပါတယ်ဆိုတော့ကျွန်တော်တို့ကမနေ့တနေ့မှာဒူရီလောကထဲရောက်တာဆိုတဲ့အတွက်ကြောင့်စူးစမ်းနေပေမဲ့လေဒီအဆင့်ထိတော့မရောက်သေးဘူးပေါ့နော်ဆိုတော့ဒီနေ့မှာကျွန်တော်မိတ်ဆွေတွေကိုဒီလုံးခွေတစ်ခုပေါ့နော်အဲ့ဒါလေးလက်ဆောင်ပေးခြင်းနဲ့အဲ့ဒါကကျတော့ဆရာပူချန်ရဲ့မူပေါ့နော်ဆရာပူချန်ရဲ့မူတွေကတစ်ခုပေါ့နော်ဆိုတော့ကျွန်တော် note တွေထဲမှာအခုပြန်ကြည့်နေတွေ့လို့အဲ့ဒါလေးကဘာလေးလေဆိုတော့ကျွန်တော်ဒီမှာ3ခွန်ထွက်တဲ့နောက်ပိုင်းနောက်ဆက်တွဲမှုပေါ့နော်အဲ့ဒါရဲ့ပြီးကြလို့ရှိရင်ကျွန်တော်ရှေ့တစ်ဘက်ကဒီဇရာတွေပေါ့နော်ဒီဟာတွေအကြောင်းကိုကျွန်တော်တစ်ချက်ရှင်းပြမယ်ပေါ့နော်ရှင်းပြမယ်ဆိုတော့ဗီဒီယိုလေးကိုနည်းနည်းလေးအဆုံးထိကြည့်ပြီးပေါ့နော်ကျွန်တော်လည်းရှေ့ကတောက်ကြစနေပေါ့နော်2ရက်ကကျွန်တော်မတင်ပြဘူးဆိုတာကလေကျွန်တော်လည်းဒီဘက်မှာနည်းနည်းအိမ်ပြောင်းမှုကိစ္စလေးရှိလို့ပေါ့နော်ဆိုတော့အိမ်ရှာနေဒါနဲ့ဗာနဲ့အလုပ်ရှုပ်နေတယ်ကျွန်တော်မတင်ပြဘူးပေါ့နော်ဆိုတော့ကိုနိုင်ငံမှာမဟုတ်တော့လေအိမ်ရှာရတယ်နေခက်တယ်ပေါ့နော်ဆိုတော့ okay ပထမဆုံးအနေနဲ့ကျွန်တော်တို့ဒီမှာ3ခွန်ထွက်ခြင်းရဲ့နောက်ဆက်တွဲ၄လုံးခွေပေါ့နော်ဆိုတော့ဆရာပူချာကဗာပြောရလဲဆိုတော့3ခွန်ဒဲထွက်လို့ရှိရင်ကျတော့အခွေရတစ်ခုနော်3ခွန်ထွက်ရင်ကျတော့သူက1350အခွေတယ်ဆိုတော့1350အခွေဆိုတော့ကျွန်တော်တို့ကဒီမှာ3ခွန်ထွက်တယ်ပေါ့နော်ဆိုတော့ဒီမှာတော့1350အခွေကမထွက်တော့ဘူးနော်မထွက်သေးဘူးဒီ2ရက်ထဲမှာမထွက်ခဲ့ဘူးကြာသပတေးတော့ကြာမထွက်ခဲ့ဘူးဆိုတော့ဒီမှာဒီ3ခွန်ထွက်လို့ရှိရင်1350ခွေဆိုတော့ကျွန်တော်ဒီအောက်ကိုကြည့်လိုက်လို့ရှိရင်ဒီမှာ5တစ်ပေါ့နော်5တစ်ဆိုတော့1350ခွေတွေက5တစ်ထွက်တယ်ဒီမှာဆိုလို့ရှိရင်3ခွန်ထွက်တယ်ဒီမှာ3တစ်လို့ထွက်တယ်ဒီမှာဆိုလို့ရှိရင်ကျွန်တော်3ခွန်ထွက်တယ်ဒီမှာ3တစ်လို့ထွက်တယ်ပေါ့နော်ဆိုတော့ဒီမှာ3ခွန်ထွက်တယ်ကျွန်တော်တို့ဒီမှာက33လို့ထွက်တယ်ပေါ့နော်ပြီးရလို့ရှိရင်ဒီမှာ3ခွန်ထွက်တယ်ကျွန်တော်တို့ဒီမှာ53လို့ထွက်တယ်နော်ဒါဆိုလို့ရှိရင်ကျွန်တော်ဒီဘက်ကိုတစ်ချက်ကြည့်မယ်ဆိုရင်3ခွန်ထွက်တယ်ပေါ့နော်3ခွန်ထွက်တယ်ဒါဆိုရင်ကျွန်တော်အောက်မှာ3.5လို့ထွက်တယ်3ခွန်ထွက်တယ်ဒီမှာ3.5လို့ထွက်တယ်3ခွန်ထွက်တယ်ဒီမှာ33လို့ထွက်တယ်ပြီးရင်ပြောဆက်ကြည့်မယ်ဒီမှာ3ခွန်ထွက်တယ်ဒါကျွန်တော်ဒီမှာ35လို့ထွက်တယ်ဒီမှာ3.5လို့ထွက်တယ်ပေါ့နော်အခွေကရက်အားဖြင့်ကြည့်မယ်ဆိုလို့ရှိရင်ပုံမှန်ပြတော့9ရက်ကနေ9ရက်ပေါ့နော်တပတ်စာလောက်ဒီမှာထွက်တယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီမှာ2ရက်ပြီးသွားပြီဒီမှာဆို9တွေပါတယ်နော်စောစီထွက်ထားလဲရှိဆိုတော့ကျွန်တော်တို့ဒီမှာ2ရက်ပြီးသွားပြီပေါ့နော်ဆိုတော့အဲ့2ရက်ပြီးတဲ့အချိန်မှာကျွန်တော်တို့ကဒီမှာတစ်ချက်ကြည့်မယ်ဆိုလို့ရှိရင်ဒီမှာပေါ့နော်ကျွန်တော်လည်းချက်လာနော်ဆိုတော့ကျွန်တော်တို့ဒီမှာ3ခွန်3ဆိုပြီးတော့နှစ်ခါပြန်ထွက်ထားတာပေါ့နော်ဆိုတော့ဒီပထမ3ခွန်ထွက်ပြီးတဲ့အချိန်မှာ1350ခွေရဒီ2ရက်မှာမထွက်သေးပဲနဲ့ခွန်3ဆိုပြီးထွက်တယ်ပေါ့နော်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကလာမယ့်တစ်ပတ်ထဲမှာအဲ့1350အခွေကိုကျွန်တော်တို့ဒါလိုက်ရတော့မှာပေါ့နော်ဆိုတော့3ခွန်ထွက်ရင်1350ခွေဒါဆရာဖို့ချမ်းမှုပေါ့နော်တစ်ချက်မှတ်ထားလိုက်ပေါ့နော်နောက်လူချုပ်နေတဲ့အချိန်တိုင်းသုံးလို့ရတယ်ပေါ့နော်အဲ့ဒါပြီးတော့ကျွန်တော်ဒီမှာကပြီးခဲ့တဲ့ပတ်ရဲ့ကျွန်တော်ရဲ့ဇရာတွေပေါ့နော်တော်တော်များများလဲလာယူကြပါတယ်အခုဆိုလို့ရှိရင်အဲ့ဇရာကကျွန်တော်ဆမလီစုမွန်တူရီကိုပေးထားလိုက်ပြီပေါ့နော်စုမွန်တူရီစီကနေကတ်ကိုအားပေးတဲ့လူတိုင်းကဒီဇရာကို free တောင်းလို့ရပါတယ်နော်ကတ်ကအားပေးခြင်းနဲ့ဆိုလို့ရှိရင်ကျွန်တော်ပြောသလို comment ထဲမှာစာပြလေးရှိတယ်ဆက်သွယ်ရန်ဆိုပြီးတော့နော်အဲ့ဟာလေးကိုနှိပ်လိုက်လို့ရှိရင်အမှစုမွန်တူရီဆိုဆက်သွယ်ရန်ဆိုတာလေးကိုထပ်နှိပ်လိုက်အဲ့ဒါဆိုလို့ရှိရင် Fiverr ကိုတန်းရောက်သွားလိမ့်မယ်ပေါ့နော်ဆိုတော့ဒါကပြီးခဲ့တဲ့တစ်ပတ်ကဟာပေါ့နော်ပြီးခဲ့တဲ့တစ်ပတ်ကကျွန်တော်တို့ဒီမှာခေါင်းစဉ်လေးကျွန်တော်ဖော်လိုက်ပြီပေါ့နော်ခေါင်းစဉ်လေးကျွန်တော်ဖော်လိုက်မယ်ဆိုတော့ပတ်တီးထဲမှာကတယောက်ကတော့မေးတယ်ပေါ့နော်ဒီ3ညကပြောရင်3ခုပေါ့နော်ကျွန်တော်ဂျာတာဘရီညနေမှာလည်းပြခဲ့ပါတယ်ဒီ3ညက3ခုဖြစ်နေတဲ့ခါကျတော့ formula 3ခုလုံးပြတ်သွားဖို့ဆိုတော့ခဲရင်းနေပေါ့နော်ဆိုတော့
နောက်ကြခဲ့တယ်ပေါ့နော်နောက်ကြခဲ့ဆိုတော့ဒါတွေကလေဟူးမကျော်ရေဘိန်းကြီးရေဘယ်ဝါရေလို့တော့မဟုတ်ဘူးပေါ့နော်ကျွန်တော်ကတပတ်စာတွေပဲဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်ဆိုတော့ဟူးမကျော်ကတက်ရှိဟူးမကျော်ကိစ္စကိုလည်းပြီးကြလို့ရှိရင်ကျွန်တော်ပြောပြမယ်ပေါ့နော်ဆိုတော့ဘိန်းကြီးရေဘယ်ဝါရေမဟုတ်ဘူးကျွန်တော်တိုင်ကောင်ကဒါတပတ်စာတွေထုတ်ထားတာပေါ့ဆိုတော့ပတ်တီးကဒီမှာကျွန်တော်တို့8တလုံးပဲကြံခဲ့တယ်ပေါ့နော်ဒါတော့မတက်နိုင်ဘူးခနန်းကဒီလောက်အများကြီးပျောက်သွားတာဖြစ်တဲ့အတွက်ကြောင့်နော်ဆိုတော့ဒီမှာ3996ပေါ့နော်323689ပေါ့နော်323689ခနန်း9လုံးပေးခဲ့တာဗျာနော်ခနန်း9လုံးပေးခဲ့အမှန်ဆိုဒီကောင်းလည်းထွက်ကမှာဒီမှာဒီမှာအဲ့8ပျောက်သွားတဲ့ခါကျတော့ဒီမှာကျွန်တော်တို့3168နဲ့2598လို့အခွေပါပျောက်သွားတာပေါ့နော်ဆိုတော့ဒီကောင်တွေကအဲ့8နဲ့တွဲထွက်ပြီးတော့ဒီအခွေ2ခွေပါထွက်သွားမယ့်ကိစ္စမှာဒီ2598အခွေကမထွက်သွားဘူးပေါ့နော်ဆိုတော့မထွက်သွားတဲ့ခါကျတော့ကျွန်တော်တို့ဒီမှာ3168ကလည်းမထွက်သွားဘူးပေါ့ဆိုတော့အဲ့ကောင်ကလေးပေါ့နော်သူကနှစ်ပတ်စက်တိုက်ပေါ့နော်ဒီတောက်ကြနေမှနှစ်မှာ10 break ဖြစ်သွားတဲ့ခါကျတော့ကျွန်တော်တို့ကအဲ့ခွေကစိတ်မချဘူးဖြစ်ခဲ့တယ်ပေါ့နော်စိတ်မချဘူးဖြစ်ခဲ့တဲ့ခါကျတော့စိတ်မချတဲ့အတိုင်းပဲပေါ့နော်ဒီမှာအခုတော့ပြတ်သွားခဲ့တယ်ဆိုတာလည်းကနန်းကြီးဒီလိုဖြောက်တော့ဖြစ်လို့မဟုတ်လို့ရှိရင်ဒီကောင်မှန်တယ်ပေါ့နော်မှန်မှာပဲဖြစ်တဲ့ကြောင့်ကျွန်တော်ဒီကောင်ကတော့ update မလုပ်ဘူးဒီကောင်ကိုလည်း update မလုပ်ဘူးပေါ့နော်ဆိုတော့ဒီကောင်ကိုတစ်ချက်စောင့်ကြည့်လိုက်အောင်မယ်ကျွန်တော်တို့အဲ့ဒီခါကျတော့ဒီတစ်ပတ်အတွက်လည်းဒီလိုဇာတ်ကရှိမှာပေါ့နော်ဆိုတော့ဒီလိုဇာတ်ကိုလိုချင်တဲ့လူတွေကဆိုတော့ကျွန်တော်ပြောသလို comment တွေမှာစာပြလေးရှိတယ်ဆက်သွယ်ရန်ဆိုပြီးတော့ပေါ့နော်ဆိုတော့ပင်ကတော့ထောက်လို့မရသေးဘူးပင်ကပြီးမထောက်သေးဘူးကိုမောင်ပေါ့နော်အဲ့ခါကျတော့ comment တွေမှာနည်းနည်းလေးမှုကြည့်လိုက်ပေါ့နော်အပေါ်အောက်တွေဆွဲကြည့်တဲ့အမှကျွန်တော်မှတ်ထားတဲ့ဟာတွေရှိတယ်ပေါ့နော်ဆိုတော့အဲ့ကနေစာပြလေးနှိပ်ပြီးတော့တွားလို့ရတယ်ဆိုတော့ဒီတစ်ပတ်အတွက်ဒီလိုဇာတ်လေးရှိတယ်ပေါ့နော်အဲ့ဒါကဆမ်မလေးစုံမတူရီစီမှာရှိတယ်စုံမတူရီကတော့ထုံးစံတိုင်းပဲလေးလုံးခွေရဲ့ပတ်တီးရဲ့break တစုံရကတ်3ကတ်ထုတ်တယ်ပေါ့နော်ဆိုတော့ကြိုက်တဲ့ကအားပေးလို့ရတယ်အားပေးတဲ့လူတွေကိုကျွန်တော်ဒီဟာကိုပေးထားမယ်ပေါ့နော်ဆရာမလေးစီမှာနောက်တစ်ခုကကြတော့ကျွန်တော်တို့ရှိဒီဘက်ကနောက်ထပ်ကျွန်တော်ရှာခဲ့တဲ့ formula တွေကတစ်ခုပေါ့နော်အဲ့ဒီကောင်ကကျွန်တော်တို့ဒီမှာနည်းနည်းသေးနေမလားမသိဘူးပေါ့နော်ဆိုတော့လိုပဲချက်လိုက်ပါတော့နော်ဆိုတော့ဒီမှာကျွန်တော်တို့ကပတ်သီးပေါ့နော်ဒါကတော့ပတ်သီး formula ပေါ့နော်ပတ်တီး formula တည်တဲ့နော်ပတ်တီး formula တည်တဲ့မှာ2မျိုးရှိတယ်ပေါ့နော်ပတ်တီး formula က2မျိုးရှိတယ်ဒီအပေါ်ကဟာကဒီတစ်နှစ်စာမှာပြန်စစ်ထားတဲ့ဟာပေါ့နော်ဒီအောက်ကဟာ3နှစ်စာမှာစစ်ထားတဲ့ဟာပေါ့နော်မတူဘူးပေါ့နော်ဆိုတော့ဒီ3နှစ်စာများသောအားဖြင့်တော့ဒီကောင်တွေက80%ကဟူးမကျော်90%ကတော့တစ်ပတ်အတွင်းမှာထွက်တယ်ပေါ့နော်ဆိုတော့ကျွန်တော်ပြီးရတဲ့ဘက်ကပြောခဲ့တယ်ပေါ့နော်ဒါတွေကအင်္ဂါနေ့မှာပြောခဲ့တာပေါ့နော်ဒီကောင်တွေကဗုဒ္ဓဦးမကျော်ရဲ့ထွက်နိုင်ကြီးက80%ရှိတယ်တပတ်တွင်းမှာထွက်နိုင်ကြီးက90%ရှိတယ်ပေါ့နော်ဆိုတော့ဒီ8ကတော့ကျန်တဲ့10%ထဲမှာပါသွားတဲ့ခါကျတော့မတက်နိုင်ဘူးပေါ့နော်ဒီ8တခုကတော်တော်မှုသွားတာပေါ့နော်ကျွန်တော် formula ဒါပေမဲ့လေ formula တွေကျွန်တော်မပြောင်းပါဘူးဒီတိုင်းပဲဆက်ပြီးတော့သွားမယ်ပေါ့နော်သွားမယ်ဆိုတော့ဒီတပတ်စာအတွက်လေဒီလိုထုတ်ထားတယ်ဒီ3ခုကတက်ပေါ့နော်ဆိုတော့အဲ့ဒီမှာထူးထူးခြားခြားဘာတစ်ခုရှိနေလဲဆိုတော့ကျွန်တော်တို့ဒီပေါ့နော်ဒီအောက်က3ခုပေါ့နော်ဒီအောက်က3ခုကပြီးခဲ့တဲ့ဘက်မှာတော့မပြတ်ခဲ့ဘူးပေါ့နော်ဒီမှာ2ခုကဗုဒ္ဓဦးမကျော်ထိခဲ့တယ်ဒီကောင်ကတော့တပတ်တွင်မှာထိခဲ့တယ်ပေါ့နော်6ကဆိုတော့အဲ့ဒီ formula ကကျွန်တော်တို့2ခုတူနေတယ်ပေါ့နော်ဒီတဲကကနန်းက3ခုဆိုပေမဲ့ကနန်းနှလုံးပဲထွက်တယ်ပေါ့နော်ပတ်တိနှလုံးပဲထွက်တဲ့အနေထားလေးတစ်ခုဖြစ်နေတယ်ဆိုတဲ့အတွက်ကြောင့်ဒီကောင်လည်းစိတ်ဝင်စားစရာကောင်းတယ်ဆိုတော့ဒါကိုလိုချင်တယ်ဆိုလို့ရှိရင်လေဒါပတ်သီးစရာပေါ့နော်ပတ်သီးစရာလို့ပြောဒါလေးဆိုလို့ရှိရင်အောက်ကဟာဆိုတပတ်စာစရာပေါ့နော်ပြောပေါ့နော်ဆိုတော့ဒီစရာကိုယူလို့ရှိရင်တော့ဒါပတ်သီးနှလုံးရမယ်ပေါ့နော်ဟူးမကျော်80%ဒီဘက်အတွင်းမှာထွက်ဖို့90%ပေါ့နော်ဒီအောက်က formula 3ခုကိုရမယ်ပေါ့နော်ရမယ်ဆို formula တော့မဟုတ်ဘူးနော်ဒီပတ်သီး3ခုဒီပုံတိုင်းလေးကျွန်တော်ပေးမယ်ပေါ့နော်ဆိုတော့ Samari စုမွန် 2DC ကနေပြီးတော့ကတ်တစ်ခုခုအားပေးလိုက်ပါတော့ဘာလို့လဲဆိုတော့ကျွန်တော်ကကတ်မထုတ်ဘူးဆိုတာကကျွန်တော်မိတ်ဆွေတွေတည်တဲ့အတိုင်းပဲဒီကောင်တွေကအခုဒါကျွန်တော်ဒီတိုင်း free ပေးနေတူတာဒါတွေကဒီလောက်ထိမှန်နေတာပေါ့နော်ဘယ်လောက်မှန်တဲ့ formula ပဲဖြစ်ဖြစ်ကျွန်တော်အဲ့လိုဘယ်လောက်ရပဲဝါရဆိုပြီးလောက်လိုက်လို့ရှိရင်ကတ်ထုတ်လိုက်လို့ရှိရင်လွဲသွားတတ်တဲ့ခါကျတော့ဒါကျွန်တော်မိတ်ဆွေတွေရဲ့စေတနာကိုပဲဒီလိုပဲအားကိုးအောင်ပေါ့နော်ဆိုတော့ဘာပဲပြောကျွန်တော်လည်းဝါသနာရတော့လုပ်တယ်ဆိုပေမဲ့ဒီຢာတွေနဲ့ရင်းနှီးမြှုပ်နှံပြီးတော့အချိန်ပြီးလို့ရတဲ့အတွက်အကျိုးမြတ်တစုံတရာကတော့ပြန်ရဖို့လိုအပ်တယ်ပေါ့နော်ဒါကတော့ဒီတစ်ပတ်စာပေါ့ဗျာเนาะဆိုတော့ကျွန်တော်တို့ပြောခဲ့တဲ့ဒီ3ခွန်ထွက်စဉ်အရာတော့ကျွန်တော်တို့က1350ကိုမွေးထိုးရမယ်ပြီးတော့ဒီအပေါ်ကဇရာနှစ်ခုလိုချင်တဲ့လူတွေကတော့နော်ပတ်တီးဇရာပဲဖြစ်ဖြစ်တပတ်စာဇရာပဲဖြစ်ဖြစ်ပေါ့နော်လိုချင်တဲ့လူတွေကတော့ဆမ်မလီစုမွန်2Dစီကနေပြီးတော့မှ
ကတ်တစ်ခုခုအားပေးလိုက်ပါပြီးရလို့ရှိရင်ကြိုက်တဲ့ကတ်ကိုတောင်းလိုက်ပါ free ပြပါလိမ့်မယ်နော်ဆိုတော့အားလုံးပဲလာမယ့်ပတ်မှာလည်းအဆင်ပြေကံကောင်းကြပါစေဝီဒီယိုဝင်လို့စိတ်ပျော်ရွှင်ကြပါစေခင်ဗျ